အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တင်ပြပို့ချမယ့်အရာကတော့ရှိကနေပြီးတော့ကျွန်တော်တို့အမြဲတမ်း3995 9513အဲ့လိုဖုန်းနံပါတ်တွေကိုကျွန်တော်တို့0ကိုနေပြီးတော့ရှိကဘယ်လိုပုံစံမျိုးနဲ့ရေးမလဲအဲ့လိုပုံစံမျိုးနဲ့0ကိုရေးတာကိုကျွန်တော်တို့နည်းနည်းကြည့်အောင်เนาะဟုတ်ပြီကျွန်တော်အဲ့ဒီကိုဖွင့်လိုက်ပါပြီเนาะပထမဆုံးကျွန်တော်တို့ဒီကိုအမြဲတမ်းသင်ပေးတဲ့အတိုင်းပါပဲကျွန်တော်ကတော့ဟုတ်ပြီno ပဲ no ဒါကနေဟုတ်ပြီเนาะဆိုတော့ကျွန်တော်အမြဲတမ်းလှုပ်ထားရှိတဲ့အရာပါအဲ့ဒါလွေတော့ပါပြီဒီနေ့တော့ပေါင်းလို့เนาะဒီနေ့ဟုတ်ပြီเนาะဟုတ်ပြီဒီမှာပြည့်စားဟုတ်ပြီเนาะ Sunday ဟုတ်ပြီကျွန်တော်တစ်ခါဆွဲလိုက်မယ်เนาะဟုတ်မှာဒီကောင်ကိုကျွန်တော်တို့ဒီမှာဖုန်းနံပါတ်လို့ရေးမယ်ဗျာဒီ ဖုန်းနံပါတ်ဟုတ်ပြီเนาะကျွန်တော်လည်းဒီမှာရေးရဖုန်းနံပါတ်ဘယ်လိုရေးမလဲကျွန်တော်ရေးကြည့်ရအောင်ဥပမာတစ်ခုเนาะ39 3955 ဟုတ်ပြီเนาะကျွန်တော်တို့ဒီတစ်ချက်ထားလိုက်ပါတွေ့လားဒီမှာ39ပြောက်တော့ပြီဗျာအဲကျွန်တော်တို့မှာတချို့မြင်လိုက်တယ်ဖုန်းနံပါတ်ရေးတယ်ပါ0တွေမပါပါလားအပုံစံမျိုးတစ်ခါကျဖြစ်တတ်တယ်ဗျာဒီကို0ကိုဘယ်လိုပေါ်လုံးမလဲဟုတ်ပြီเนาะ0ကလွယ်ပါတယ်အဲကျွန်တော်တို့ကနေပြီးတော့ဒီမှာပေါ်ချင်တာဟုတ်ပြီเนาะဥပမာ09 08အဲ့လိုပုံစံမျိုးတွေပေါ့အဲကျွန်တော်အဲ့သူမြဒီလို0ရှိကပေါ်ဖို့အတွက်ဟုတ်ပြီเนาะ0ပေါ်ဖို့အတွက်0ပေါ်ဖို့ဒီမှာဆိုရင်ထွက်လိုက်ပါ0မပေါ်ဘူး0ကပြောင်းသွားမှာ9ပဲကျန်ခဲ့တယ်ဟုတ်ပြီအဲ့ဒါကျွန်တော်ဘယ်လိုပေါ်မလဲဟိုမိမိမှာထားလို့တော့နေရာမှာအဲ့လဲ slash ပေးရမယ်ဟုတ်ပြီเนาะပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ဆင်ပြေသွားလိမ့်မယ်ဟုတ်ပြီတော့ကျွန်တော်ဒီတကွင်လုံးမှာကျွန်တော်တို့ဗာထားခြင်းနဲ့00နဲ့ပဲဖုန်းတဲ့ပုံစံမျိုး0908 06အဲ့လိုသူများဖို့အဲ့လိုပုံစံမျိုးကျွန်တော်တို့ထားခြင်းတာဖုန်းနံပါတ်တွေကိုဟုတ်ပြီเนาะအဲ့ဒါကိုလိုချင်နေရပေါ်မှာမပေါ်တာသူများကိုရေးလိုက်နေချင်းသူများကပြောတော့မယ်နိုင်ကကြံတော့ဟုတ်ပြီကျွန်တော်ဘယ်လိုမလဲဟုတ်ပြီเนาะဒီနေရာလေးကိုဘာလို့မလဲ slash တားလိုက်ပါဟုတ်ပြီเนาะအဲ့လိုမြင်ပါတယ်ဒီကိုလေးကို slash ပေးလိုက်ပါစိတ်ဝင်နေမှာပြီးလို့ရှိရင် right click ထားလိုက်ပါ right click ထားတာနဲ့ဒီမှာမြင်ရတယ်เนาะဒီမှာ format set ဆိုပါတယ်ဟုတ်ပြီเนาะ format set ကိုနှိပ်လိုက်ပါ format set ကိုနှိပ်ပါခဏလေးစောင့်ပါ format set ဟုတ်ပြီ format set ဆိုဒီမှာเนาะ number alignment တော့ format တော့ border တော့ file တော့ version အကုန်လုံးပါတယ်ဒီထဲမှာကျွန်တော် number ဆိုတာပြင်လိုက်ပါ number မှာဒီမှာ text ရရနော် text text နေလိုက်ပါပြီးတော့ပြီးရင် okay လေးနေလိုက်ပါကြည့်ကြအောင်နော်ကြည့်39 50 5 9 1 3ညတွေ့လားဟုတ်ပြီနော်တွေ့ပြီမြင်ရပြီဒီမှာတွေ့လိုက်နော်နောက်တစ်ခု38ဟုတ်ပြီလားလုပ်ကြည့်အောင်တွေ့လားဒီမှာရပြီနော်ဘလုံးမမီတော်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဘလုံးယုံကြည်တော့ပါပြီရတော့ပါပြီမှာပြန်ပြီးတော့တစ်ခါလုပ်ကြည့်အောင်ဘေးဝင်မလဲဒီ slash ပေးလိုက်ပြီးလို့ရှိရင် right click ထောက်ပြီးရင်ထား okay နိုင်တဲ့ဒါနဲ့ဖုန်းနံပါတ်အလွယ်တကူရေးလို့ရတော့ပါပြီ09ဟုတ်ပြီနော်000အကုန်လုံးရေးလို့ရတော့ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်အကုန်လုံးဒီလိုပုံစံမျိုးနဲ့လုပ်နိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ညွှန်ကြပါတယ်အကုန်လုံးလုပ်ကြရအောင်အားလုံးကျေးဇူးတင်ပါတယ် bye